မိခိုးရောင်စည်းကွက်ကြီးဟာတိတ်ဆိတ်ခြင်းရဲ့အရှင်သခင်တစ်ပါးပါသူ့ရဲ့ထူးခြားတဲ့အတောင်ပံပုံစံကြောင့်ဘယ်လိုအတန်မှမထွက်ပဲတားကောင်စီကိုအသားညာချင်းကပ်နိုင်ပါတယ်သူ့ရဲ့တားကောင်တွေကတော့စီးနှင်းထူအောက်မှာပုံအောက်နေကြတာပါဒီလိုအဆုံးအစမရှိတဲ့စီးနှင်းပြင်ကျဲကြီးထဲမှာတားကောင်ကိုရှားဖွေဖို့ဆိုတာမထင်နိုင်တဲ့လောက်ပါပဲဒါပေမဲ့အလွန်အမင်းအေးစိမ့်တဲ့ယာတီဥထုတန်ကိုခံနိုင်ရရှိဖို့အတွက်သူဟာတနေ့ကိုဘိုးကျွတ်9ကောင်လောက်ဖမ်းဆီးစားတော့ရပါတယ်ဒီနေရာမှာတော့သူ့ရဲ့နားတွေဟာအထီးရောက်ဆုံးလက်တက်ထစ်လာပါတယ်ဘိုးကျွတ်လေးတွေဟာအစာမစားဘဲနေရင်အေးတန်ကြောင့်တေဆုံးနိုင်တာမို့အစာတစ်ရှာဖို့အတွက်နှင်းအောက်မှာအမြဲတမ်းလိုမြေချင်းတူးနေကြရပါတယ်အပေါ်ယံမှာသူတို့ကိုချောင်းမြောင်းနေတဲ့အန်ဒီရဲ့ရှိမှန်သူတို့လုံဝမသိကြပါဘူးဇီးခွက်ရဲ့မျက်နှာပြင်အမွေးအမြန်တွေအောက်မှာတော့သူ့ရဲ့နားနှစ်ဖက်ဟာတစ်ဖက်နဲ့တစ်ဖက်အနှိမ့်အမြင့်မတူဘဲတည်ရှိနေပါတယ်ဒါကြောင့်အတန်တစ်ခုဟာနားတစ်ဖက်စီကိုအရင်ရောက်ပြီးမှနောက်တစ်ဖက်ကိုရောက်ရှိတာကြောင့်တားကောင်ရှိတဲ့နေရာကိုတိတိကျကျပြမှတ်ထားနိုင်တာပါဒါတင်မကသေးပါဘူးသူ့ရဲ့မျက်နှာဝိုင်းမှာရှိတဲ့အမွေးနုလေးလေးဟာအတန်လိုင်းတွေကိုစူးစီးပေးပြီးနားစီကိုပို့လွတ်ပေးတဲ့အတန်ချဲဆက်လိုမျိုးအလုပ်လုပ်ပေးပါတယ်အနက်တူနဝတ် 0.5 မီတာလောက်ရှိတဲ့စီးနှင်းထူအောက်ကချွတ်ချေတန်ဒီတွေကိုကျွန်ုပ်တို့လူသားတွေမကြားနိုင်ပေမဲ့ဇီးကွက်အတွက်တော့ဒါဟာအတိုင်းသားကြားနေရတဲ့အတန်ပါကဲသူစတင်တိုက်ခိုက်ပါပြီစိတ်မကောင်းစရာပဲဒီတစ်ခေါက်တော့သူလွဲချော်သွားပါတယ်သူ့ရဲ့အနာကဖယ်လောက်ပဲထမရနေပါစေဦးတော့စီးနှင်းတွေကြားထဲမှာအမဲလိုက်ရတာဟာတကယ်ကိုခက်ခဲတဲ့စိန်ခေါ်မှုတစ်ခုပါပဲ